မင်္ဂလာပါ MSC ပြည်သက်ကြီးခင်ဗျာပြီးခဲ့တဲ့တောက်ကြနေ့ကကျင်းပခဲ့တဲ့ One Friday Fight ပြိုင်ပွဲကိုမြန်မာပြည်သက်တွေအားပါးရကြည့်ရှုပြီးသားဖြစ်ပါလိမ့်မယ် One Friday Fight ပြိုင်ပွဲမှာမထင်မှတ်ထားတဲ့ရလက်တွေကိုလည်းတွေ့ရှိခဲ့ရပြီးတော့ပြည်သက်တွေအနေနဲ့ဒါအားသိခဲ့ရတာဖြစ်ပါတယ်ဒါကြောင့်မလို့ယခုတစ်ပတ်မှာတော့ One Friday Fight 139ပြိုင်ပွဲအကြောင်းကိုအနက်ငယ်တင်ဆက်ပေးမှာဖြစ်ပါတယ်ပထမဆုံးပြောချင်တဲ့တွဲဆိုင်ကတော့နေရိုင်းနဲ့ခွန်စွတ်တို့တွဲဆိုင်ဖြစ်ပါတယ်နေရိုင်းဟာဆိုတော့တန်းစင်ထူးဆိုတဲ့နာမည်နဲ့သူ၈တန်းအရွယ်မှာတည်းကမြန်မာပြည်လက်ဝဲချူကပတ်ချန်ပီယံကိုရရှိခဲ့ပါတယ်။နောက်ပိုင်းမှာတော့နေရိုင်းဆိုတဲ့နာမည်နဲ့နေဆက်ပွဲတွေမှာထိုးခဲ့တာဖြစ်ပါတယ်။နေရိုင်းတပတ်ဟေဝလက်ထောင်အပြာတော့ကဲပထမရှိကြည့်မယ်ရောသားအခုတစ်ခါမှာတော့ဒီ2026နှစ်ဦးပိုင်းမှာတော့နေရိုင်းဆိုတဲ့နာမည်နဲ့ပဲ One Friday Fight 139ပြိုင်ပွဲမှာပေါ်ထွက်လာတာဖြစ်ပါတယ်။သူပထမအချိန်မှာတော့ဒါစထိုးချင်းပေါ့နော်လက်ဝဲနဲ့ထိုးတက်တဲ့ပြိုင်ပွဲနဲ့ဝေးနေတယ်လို့ထင်ရမယ်ထင်ပါတယ်ဒီလိုပဲရွရလက်ဝဲမှာတော့တော်တန်ပေါက်ရောက်ခဲ့ပြီမဲ့လို့မွေထိုင်းပွဲဥတွေမှာတော့အခြေအနေမကောင်းဘူးလို့ပြောရမှာဖြစ်ပါတယ်ပထမအချိန်မှာတော့သူတပြန်ကိုတပြန်ဆော့နိုင်ခဲ့ပြီမဲ့လို့ဒုတိယအချိန်မှာတော့ခွန်စွတ်ကနေပိုကောင်းလာတယ်အချိန်ကြာလာတော့နေရိုင်းကဘာမှမတုံ့ပြန်နိုင်ပဲနဲ့အခန့်တက်တက်ဖြစ်နေခဲ့ပါတယ်ပြည်သက်တွေတော့ဒါစိတ်မသက်မသာဖြစ်ရတဲ့အခိုက်အတန့်တွေပါနေရိုင်းကတက်လုံကုန်သွားပြီးတော့ခြေထွက်လက်ထွက်နေလာခဲ့ပါတယ်တတိယအချိန်မှာလဲခွန်စွတ်ကပဲအသာစီကစားသွားပြီးလှုပ်ချင်နိုင်လှုပ်ပြခဲ့တာဖြစ်ပါတယ်မြန်မာဖိုက်တာနေရိုင်းအတွက်ကတော့အတွေ့အကြုံရသွားတယ်လို့ပဲဆိုရမှာပါယူတတ်မယ်ဆိုလဲသင်ခန်းစာတွေအများကြီးရရှိသွားပါပါတက်လုံအားနည်းချက်ကိုပြန်ပြီးတော့ပြင်ပြီးတော့နောက်တစ်ချိန်ပြန်လာခဲ့ရင်တော့နေရိုင်းအနေနဲ့ပြန်ပြီးတော့ရက်လက်တွေကောင်းနိုင်မယ်လို့ယူဆမိပါတယ်ဒုတိယပြောချင်တဲ့တွဲဆိုင်ကတော့စလိုင်းထန်းခွေရှိန်နဲ့ရော့ဒူဒွန်တို့တွဲဆိုင်ဖြစ်ပါတယ်ပထမအချိန်မှာတော့ရော့ဒူဒွန်ကနီးစနစ်နဲ့အမြန်နှုံးကိုအားပြုပြီးတော့ကစားခဲ့ပါတယ်အစောပိုင်းမှာစလိုင်းထန်းခွေရှိန်အနည်းငယ်ရုန်းကန်ရတယ်လို့ဆိုနိုင်ပါတယ်ရော့ဒူဒွန်ကနီးစနစ်ကောင်းပေမဲ့လို့မာကုံအားနည်းပုံရပါတယ်ပထမအချိန်မှာစလိုင်းထန်းခွေရှိန်ကအမှတ်နဲ့နှိမ့်နေတယ်ဆိုပေမဲ့လို့အထိနာတာမဟုတ်လို့အများကြီးကြံနေပါသေးတယ်ဒုတိယအချိန်မှာတော့ရော့ဒူဒွန်ကစလိုင်းထန်းခွေရှိန်ကိုဘလူးဆိုင်တီးပြီးတော့ပွဲဖြတ်ချင်လာတာပါဒါပေမဲ့လို့စလိုင်းထန်းခွေရှိန်ရဲ့ပါဝါနဲ့မာကုံကလည်းတော်တော်မြင့်ပါတယ်ဆိုင်ထိုးပြန်ထိုးလိုက်ကြတာမှာရော့ဒူဒွန်ကစလိုင်းထန်းခွေရှင်ကိုဘလို့မှမရှင်နိုင်တော့ဘဲနဲ့အလဲထိုးခံလိုက်ရတာပါမြန်မာဖိုင်ယာစလိုင်းထန်းခွေရှင်လည်းဒုတိယအချိန်မှာအလဲထိုးပြီးတော့အပိုစုကြီးဘတ်3သိန်းခွဲကိုရရှိနိုင်ခဲ့တာဖြစ်ပါတယ်တတိယတွဲဆိုင်ကတော့မြန်မာပြည်သက်တွေကိုပျော်ရွှင်စေတဲ့ကျော်ဆောင်ဝင်းနဲ့မူကာစီတိုတို့ရဲ့တွဲဆိုင်ဖြစ်ပါတယ်မူကာစီတိုကအရင်တော့ကအမွေကိုအလဲထိုးနဲ့ရှုံးခဲ့ပါတယ်စူပါရီချမ်းကိုအမှတ်နဲ့နိုင်ခဲ့ဦးပါတယ်ဒါမဲ့လို့အခုတစ်ခါသူရင်ဆိုင်ရတော့အမွေတို့စူပါရီချမ်းတို့မဟုတ်တဲ့ကျော်ဆောင်ဝင်းဖြစ်နေပါတယ်ကျော်ဆောင်ဝင်းကတော့တည်တဲ့အတိုင်းပေါ့နော်ပြည်သူ့ချစ်တော်ကျော်ဆောင်ဝင်းလည်းဖြစ်တယ်ယုံကြည်ချက်ကလည်းမြင့်နေတယ်ပြည်သက်တွေကိုလည်းပေးဆောင်နေတဲ့စိတ်တွေကလည်းများနေတာဖြစ်ပါတယ်သူနဲ့ဒီဖက်တက်ဂျင်မှာကျင့်ပေါ်ကျင့်ဘက်လက်ဝဲသမားတွေကနေပြီးတော့ထိုင်းလက်ဝဲသမားတွေကနေပြီးတော့တင်းတဲ့အတွက်ကြောင့်မလို့ကျော်ဆောင်ဝင်းအကြောင်းကိုလည်းထိုင်းပြည်သက်တွေကလည်းအတော်သိနေတာဖြစ်ပါတယ်သူကိုယ်တိုင်လည်းဒါယုံကြည်မှုအင်မတန်ပြေဝနေတဲ့အချိန်လေ့ကျင့်မှုအင်မတန်ပြေဝနေတဲ့အချိန်မှာဒါမူကာစီတိုနဲ့တွေ့တာဖြစ်ပါတယ်အစောပိုင်း10မိနစ်လောက်မှတိတ်မကွာဘူးပေါ့နော်သူတင်ကိုတင်ထိုးနိုင်ခဲ့ပြီမဲ့လို့အချိန်ကြာလာတဲ့နေ့မြမူကာစီတိုကစိတ်သိမ့်မရှိတော့စိတ်လောလာပါတယ်ဒုတိုက်ရမှာအချိန်လွန်သွားပြီးတော့ကောင်တာလက်သီးထိလို့ပထမဆုံးချိန်မူကာစီတိုအမှတ်စီရေးအတွက်ခံခဲ့ရပါတယ်အဲ့ဒီအချိန်တည်းကမူကာစီတိုကတိတ်ပြီးတော့ဘာမှမလုပ်နိုင်တော့ပါဘူးကျော်ဆောင်ဝင်းကပဲစပွဲကိုစိုးမိုးသွားပြီးတော့အလဲထိုးဖို့ကြိုးစားတာပေါ့နော်မူကာစီတိုဒုတိယချိန်အမှတ်စဉ်ထပ်မံရေးအတွက်ခံရတာဖြစ်ပါတယ်ဒုတိယချိန်မှာလည်းကျော်ဆောင်ဝင်းကပိုကောင်းလာပါတယ်ကျော်ဆောင်ဝင်းရဲ့ပါဝါကိုမူကာစီတိုလုံးဝမခံနိုင်တော့ပါဘူးမူကာစီတိုကအမြင့်ကန်ချက်တောင်ရိုက်ချက်တွေထုတ်တော်မိမဲ့လို့တိတ်အလုံးမဖြစ်တော့ပါဘူးမူကာစီတိုကတတိယအကြိမ်အမှတ်စဉ်ရည်တွက်ခံရပါတယ်အဲ့ဒီအချိန်မှာမူကာစီတိုကအတော်နာနေပြီဖြစ်ပါတယ်မျက်နှာမှာလည်းသွေးတွေရဲနေပြီပြန်လွတ်ချင်းကျော်ဆောင်ဝင်းကစူပါမန်ဘန့်လို့ခေါ်တဲ့ခုံပြီးတော့ထိုးချက်နဲ့အတူပွဲသိမ်းလိုက်တာဖြစ်ပါတယ်ကျော်ဆောင်ဝင်းကမူကာစီတိုကိုဒုတိယအချိန်မှာအလဲထိုးပြီးတော့ဘတ်3သိန်းခွဲအပေါ်စုကြီးကိုရရှိသွားတာဖြစ်ပါတယ် One Friday Fight ပြိုင်ပွဲရဲ့ခေါင်းပွဲလို့ဆိုရမယ်ဆိုလင်းဦးနဲ့ဝါရာပွန်တို့ရဲ့ပွဲကတော့မြန်မာပြည်သက်တွေအားလုံးရေတမမစောင့်စားနေရတဲ့ပွဲဖြစ်ပါတယ်အစောပိုင်းမှာဝါရာပွန်ကဆိုလင်းဦးကိုဘယ်အတွင်းခတ်ချီနဲ့ကန်ပါတယ်ဆိုလင်းဦးကခံနိုင်ပါသေးတယ်ဘယ်အတွင်းခတ်ချီကန်ပြီးတော့ဝါရာပွန်ကဘယ်အမြင့်ကန်ပါတယ်အဲ့ဒီအထီလဲဆိုလင်းဦးကအေးဆေးပဲတိတ်ပြီးတော့မနာသေးဘူးပေါ့နော်ခေါင်းတောင်ခါပြလိုက်သေးတယ်ဝါရာပွန်ဆိုလင်းဦးကိုလက်ပြီးတော့လက်တိအတိုလေးနဲ့ထိုးတယ်အောက်ခြေကန်ချက်ကိုရောင်ပြပြီးတော့ဘယ်အမြင့်ကန်ချက်နဲ့ကန်လိုက်ရမှာဆိုလင်းဦးရဲ့ခေါင်းကိုတက်ထိပြီးတော့လဲကျပြီးတော့သတိလစ်သွားတာကိုအားလုံးတွေးရှိခဲ့ရတာဖြစ်ပါတယ်ဆိုလင်းဦးရဲ့ရှုံးပွဲတွေကိုမြင်မှုပေမဲ့လို့အခုလိုသတိလစ်သွားတာတော့ဒါပထမဆုံးချိန်မြင်မှုတာဖြစ်ပါတယ်ဝ
ဝရပွန်အတွက်ကတော့ထိုက်တန်တဲ့နိုင်ပွဲဖြစ်ပြီးတော့သူကဘတ်3သိန်းခွဲအပိုစုကြီးရရှိသွားပါတယ်ပြည်သက်ကိုအင်မတန်လေးစားသောပြည်သက်အကြိုက်အမိုက်လိုက်ထိုးပြီးတဲ့ဆိုလင်းဦးကတော့သူဒီလိုပွဲပြီးတဲ့အခါမှာသူဗီဒီယိုဖိုင်တစ်ဖိုင်ရိုက်ပြီးတော့သူဘာကြောင့်ပွဲမှာဒီလိုဘလိုတွေကြုံခဲ့ရတယ်ဆိုတာကိုဒေချာလေးတင်ခဲ့ပါတယ်ဒါကတော့အရှိကတော့ဒါဆိုလင်းဦးရဲ့ Facebook page မှာတွားရောက်ကြည့်ရှုနိုင်ပါတယ်One Friday 5ပြန်ပွဲအကြောင်းကိုသုံးသက်တင်ဆက်ပေးတာဖြစ်လို့အားလုံးစိတ်ကြည်နေကြမယ်လို့မျှော်လင့်ပါတယ်။နောက်ဘက်ဒီမှာလည်းကျွန်တော်ဆက်လက်ပြီးတော့အပတ်စဉ်တင်ဆက်ပေးမှာဖြစ်တဲ့ကြောင့်မလို့စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးခင်ဗျာ။